ယူကောင်းတဲ့မမွေးနေ့နဲ့အရသာရှိလာတဲ့ချင်းကန်ဆက်ဂျာဆန်ချက်ကလေးကိုချက်ပြမှဖြစ်ပါတယ်အဲ့တော့အဆုံးထိလိုက်ကြည့်ပြကြပါအောင်နော်အရင်ဆုံးချက်ချက်လောက်လေးကိုရေထဲမှာပြုတ်ထားပါမယ်ချက်အသားတီးတန့်ကိုလည်းစားစနွင်နေထားပါမယ်အချုံမုတ်စားရင်ချုံမုတ်ထဲပါချက်ပြုတ်ရည်ကနေပြီးတော့ထွက်လာတဲ့အမြုပ်ကလေးတွေကိုပြောင်းအောင်ဖယ်ထားပြရပါမယ်ချက်ပြုတ်ထားတော့မှလည်းကျန်ရမိုတွေကိုရေစိမ်ထားပါမယ်။ပဲချာဆန်တွေကိုလည်းရေစိမ်ထားပါမယ်။ဒါကတော့တီးတီးလေးလေးဖြစ်အောင်ညှက်ထားတဲ့ကျွန်းနေရွက်တွေပါ။တခိုက်စာလေးတွေညှက်ထားပါမယ်။ပဲချာဆန်ကိုလည်းကကြီးလေးနဲ့အနေတော်လေးတွေညှက်ထားပေးရပါမယ်။ဒါကတော့ချက်ချက်တော့ပြုတ်ပြနေပါ။ကြက်ဥသုံးလုံးကိုလည်းပြုတ်ထားပါတယ်။ကြက်တုံချူ3မာလောက်ကိုလည်းထောင်းထားပေးရပါမယ်။ကျက်သွန်နီတခြားလောက်ကိုလည်းနှုံနှုံဆင်ထားရပါမယ်။စီပူထဲမှာစနွင်းရဲ့ကျက်သွန်အဖြူနီရဲ့ကိုစီတက်ပေးရပါမယ်။အယောင်တမှုန့်လေးလည်းထည့်ရပါမယ်။ပြီးသွားရင်အရသာနှက်ထားတဲ့ကျက်အသားတွေကိုထည့်ပြီးတော့စီတက်ချက်ပေးရပါမယ်။ကျက်သားလေးတွေလုံးဝကျက်သွားတဲ့အထိပေါ့နော်ရေလေးနဲ့ချင်းစီထဲလိုက်ချက်လိုက်ရေလေးနဲ့ချင်းစီထဲလိုက်ချက်လိုက်နဲ့ကျက်သားတွေအားလုံးနူးသွားတဲ့အထိချက်ရပါမယ်။ဒါကတော့ကျွတ်သွန်နီးတွေပါလေးစိတ်စိတ်ထားပြီးတော့အဖက်လေးတွေခွာရပါမယ်ကြက်သားလေးတွေကြက်သွားပြီဆိုလို့ရှိရင်ခုနကအဖက်ခွာထားတဲ့ကျွတ်သွန်နီးလေးစိတ်ချမ်းလေးတွေကိုထည့်ပြီးတော့ချက်ပေးပါမယ်ကြက်သားလေးရောကျွတ်သွန်နီးလေးရောကြက်လာပြီဆိုလို့ရှိရင်ခုနတုန်းကရေစိမ်ထားတဲ့ဂျန်နရီမိုရဲ့ပဲကြဆန်လေးရဲ့ထည့်ပြီးတော့တဲပေးပါမယ်အခုလိုမျိုးရေဒီတဖန်ပြန်ပြီးတော့စူပွက်လာရဲ့ထီတဲပေးရပါမယ်ခုနကပြုတ်ထားတဲ့ကြက်ဥ3လုံးကိုလည်းအခုခွာပြီးတော့ထည့်ပေးလိုက်ပါရဲ့ပြီးတော့ကြက်ချောက်ပြုတ်ထားရဲ့ဟာတွေလည်းထည့်ပေးလိုက်ပါရဲ့ရေကိုတော့မိမိစိတ်ကြိုက်ထည့်နိုင်ပါရဲ့မိမိတောက်ချင်တဲ့လောက်အပြင်ကျဲပုံမူတည်ပြီးတော့ရေကိုချိန်ဆပြီးတော့ထည့်နိုင်ပါရဲ့အခုလိုမျိုးပြန်ပြီးတော့စူပွားလာပြီဆိုလို့ရှိရင်အရသာအတွက်တကြားလက်ဖက်စားစွန်းနဲ့တစွန်းဝဲခန့်ကိုထည့်ပေးပါရဲ့အခုလိုမျိုးပွပွဆူနေပြီဆိုလို့ရှိရင်စားကိုလည်းလက်ဖက်စားစွန်းနဲ့တစွန်းခန့်ထည့်ပေးရပါမယ်ကြာစံလေးတွေလည်းကြက်ပြီးတော့ကျွန်းရမိုးတွေလည်းကြက်ပြီးရှေးအနေထားကလည်းမိမိစိတ်ကြိုက်ဖြစ်ပြီးဆိုလို့ရှိရင်နောက်ဆုံးမှာငရုတ်ကောင်းအမှုန့်ကိုမိမိစိတ်ကြိုက်အနည်းများချိန်ဆပြီးတော့ထည့်နိုင်ပါရဲ့ကျွန်တော်ကတော့မြင်းများလေးကြိုက်လို့မြင်းများလေးထည့်ထားပါရဲ့ပကံထဲမှာလည်းပဲငရုတ်ကောင်းမှုတစ်ထည့်တယ်ပြီးတော့တမယာရီမီညှစ်လိုက်တယ်ဆိုလို့ရှိရင်မဲ့အရက်တာရှိခရဲ့ကြာစံချက်တစ်ပွဲရပါပြီရှင်စားကြပါဦးနော်ကျွန်တော်တော့စားပါပြီတောက်လို့အရန်ကောင်းပါတယ်ကြာစံချက်ကကိုချက်ထားမှုလို့ကိုပြောမဟုတ်ပါဘူးတကယ်ကောင်းတာပါအခုပြောရင်းနေတော့ပါပဲပြန်ပြီးတော့တောက်ချင်ပါတယ်ကဲအားလုံးမတက်တာပါဆုံးဖြတ်ချီးပေးလို့ကျေးဇူးပါ